ဓမ္မမိတ်ဆွေသူတို့စင်ပေါင်းတို့မင်္ဂလာရှိတော့မနက်ခင်းလေးဖြစ်ပါသေးရှင်ဒီနေ့မနက်မှာတော့မဟာသမယတုတ်ဖြစ်ပေါ်လာမှုသမိုင်းကြောင်းရဲ့အပိုင်း2ကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဆွေမျိုးအချင်းချင်းရေလူရင်းနဲ့ရန်ညိုးဖွဲ့ခြင်းရနေပြီးတော့မှစစ်မီတောက်လူနေပါဖြစ်ခဲ့တဲ့သမိုင်းကြောင်းကိုမင်းကွန်းဆရာတော်ဘုရားကြီးကဟောကြားထားတာပဲဖြစ်ပါတယ်အတူတူနားဆင်ကြည့်ရအောင်ပါပဲရှင်တကယ်အရာမဟုတ်တာဘောရန်ညိုးဖွဲ့ပြီးတော့ဒီဝဝန္ဒီငါရဲ့ပိဋ္ဌာဤသစ်ပင်ကြီးကိုဖြည့်ဆည်းစေတာပဲအဟံသဝိနသိတ္တာမိငါရဲ့မိယာဒီကျို့ပင်ကြီးငါဘုံပိဋ္ဌာကိုဖြည့်ဆည်းလိုက်လို့ရှိရင်ငါတို့ရုပ်ကလေးမြည်သည်ဘုံပိဋ္ဌာနဲ့တကွအသက်ပြောက်ကြရစမြဲဒီတော့အဟံသငါလည်းပဲဝိနသိတ္တာမိဖြည့်ဆည်းရပြီတော့ငါမပစ္စည်းပြီးအတူတူသာဖြင့်ဧကေနာဥပါယေနာဥပေနီလံတမီဖြင့်ဤမင်းစအိတ်တံဤဝဝံကိုလည်းပဲဝိနာသစ္စာမိပစ္စည်းစီမတော်မယ်ကဲငါမသိငါမညာမတော့အသက်ပြောက်အောင်လုတ်ခမဲလင်းလည်းပဲဥပေတမီနဲ့အသက်ပြောက်အောင်လုံးမတော်မယ်ဟောဒီအပြအလှညာညှို့ဖွဲ့ကြအဲ့ဒီလိုအကြံမစီပြုပြီးတော့တော်တယ်မှာလှုပ်တဲ့အလုတ်ကမတော်လုတ်ကမတယောက်ရဲ့အသွန်နဲ့မြို့ဝင်နေဆိုပုံနာလက်သမားဆရာတပည့်၃ဦးတို့ဓမ္မောက်တိုးတွေကအလုတ်ကမရောက်လာတဲ့အသွင်ဖြင့်ရောက်လာပြီးတော့ဘောပုရိသမနာဘောတေရုခောလတ်တော်ဤမံစိန်ဒိတဝါကိဉ္ဂရိတတိဘောပုရိသအိုအမောင်းယောက်ျားတွင်တေသင်္နိမနာဘောလို့ခေါ်အလွန်နှစ်သက်ဖွယ်ကောင်းတဲ့သစ်ပင်ကြီးကိုဖြင့်လာတော့ရအလေးကြီးဤမံဤသစ်ပင်ကိုစိန်ဒိတဝါဖြတ်ပြီးတော့ကိဉ္အဘေကိုဂရိတတိအမောင်းပြုလုပ်မှာလေမင်းတော့အလွန်ကောင်းတဲ့သစ်ပင်ကြီးရတာပဲကွာလောမင်းဒီသစ်ပင်ကြီးကိုဖြတ်ပြီးတော့ဘာလုပ်မှာတုံးလို့မေးလိုက်အဲ့ဒီလိုမေးတော့ပုံသားလက်သမားကဘာပြန်ပြီးတူတူတုတ်တုတ်ပြောလိုက်တယ်လေရထနေမိန်ဂရိတာမိရထနေမိန်ယထာရဲ့လှဲပိန်အကုတ်ကိုယထာရဲ့ဘိန်းအကုတ်ကိုဂရိတာမိငါလုပ်မလို့ဟာဒီကျို့ပင်ကြီးကိုယထာဘိန်းရဲ့အကွက်ငါလုံလို့ကွာဣမိနာဒုက္ခေနရထောဘဝိတတိတိကေနတိအခါတံတောသားရောင်ဆောင်တဲ့ရုပ်ကလေးကမေးဣမိနာဒုက္ခေနဤကျို့ပင်ဖြင့်ရထောယထာတိဘဝိတတိကောင်းကောင်းဖြစ်နိုင်တယ်လို့တေသစ်အာကေနအဘဲသူကအခါတံပြောကြအပ်တယ်လေ။ဩဒီလိုကြို့သားများယထာဘိယထာဘိရဲ့အကွက်လုံးလို့ကောင်းတယ်လို့မောက်ဘသူကပြောတော့လို့မေးတဲ့အခါပုံသားလက်သမားကဧကေနကာလတိဟေနဝဝဉ္ကြီးတစ်ကောင်ကပြောသွားတယ်မောင်းလို့ပြောဝဝဉ္ကြီးတစ်ကောင်ကထူးထူးဆန်းဆန်းกว่าသိသိချာချာပြောသွားဟောဒီကျုပ်ပင်ရဲ့အသာဟာတောက်လုံလို့လဲကောင်းတယ်ဘိန်းလုံလို့လဲကောင်းတယ်အကွတ်လုံလို့လဲကောင်းတယ်ပတောင်းလုံလို့လဲကောင်းတယ်ယထာအုပ်ဆုံလုံလို့လဲကောင်းတယ်ပြီးတော့ယထာရဲ့ဝင်ရိုးလဲလုံကောင်းတယ်ယထာတန်လဲယထာအိမ်ဘာမဆိုအကုန်ပြင်ဆင်၅ပါးကောင်းတယ်လို့ဆိုတာထူးထူးဆန်းဆန်းဝဝဉ္ကြီးတကောင်ကပြောသွားတယ်ဒီလိုဆိုဒီတော့မှအခွတ်မယ်ကောင်းကောင်းရပြီဆိုပြီးတော့သာဓုသုတ်ထုဒေနအခါတံဤနာထုဝဝဉ္ကြီးအခါတံပြောဆိုအပ်တဲ့စကားဒီသာဓုကောင်းစွာသုတ်ထုအတိုင်းတဲ့အလွန်ကောင်းစွာစကားဩသာဓုသာဓုဟုတ်တယ်ဟုတ်တယ်ကောင်းတယ်ကောင်းတယ်အဲ့ဒီဝဝဉ္ပြောသွားတဲ့စကားဒီတကယ်ကောင်းတယ်ဣမိနာဒုက္ခေနာသုံးတော်ရထောဘဝိတတိဣမိနာဒုက္ခေနာဤကျုပ်ပင်ဖြင့်ကတော်ပြုအပ်တဲ့ရထောယထာတိသုံးတော်တင်းနေလှပသည်ဘဝိတတိဧကံဖြစ်မှအမှန်ပဲမောင်ငါလည်းပြီ
ဒီကျုပ်ပင်နဲ့လှုပ်တဲ့ယထာဟာတကယ်ကောင်းတကယ်တင့်တယ်တကယ်လှပါမှအမှန်ထောက်ခံလိုက်မတူပဲကိုယ်သစ်ပင်ကခုတ်ခံရတော့မှအတူပဏငါထူးအကြံပေးလိုတာကတော့ကာလတိဟသဝဝံဤကလသမ္မံလေပင်ကအယေကိုကဟိတဝါယူကြည့်သကားလားမင်းတစ်တဲ့ကောင်းတာငါပြောဘယ်နဲ့ဝဝံရဲ့လေပင်ရေကိုယူကွာယူပြီးတော့ဘာလုပ်ကဟိတဝါယူကြည့်သကားလားသတုရင်ကုလမတေလက်လေးတွေခန့်ရှိတော့သာနေအယ၌အဲ့ဒီဝဝံရဲ့လေပင်ရေကိုလက်လေးသစ်လောက်ဖြတ်သွားဖြတ်ပြီးဘာလို့အယပတ္တိနာဝိယသံဃာဖြင့်ဝိညာဉ်အတ္တကဲ့သို့နေမိမန္တလေးယထာဘိရဲ့အကွအဝန်းကိုပရိခိတေဝံအယအတ္တိရှိတော်ဝဝံရဲ့လေပင်အရေကိုဖြတ်သွားကဲဖြတ်ပြီးတော့ဘာလို့ဖြတ်ပြီးတော့အဲ့ဒီလက်လေးသစ်လောက်ပိုင်းသွားပိုင်းပြီးတော့ယထာဘိရဲ့အကွအဝိုင်းကလဲပြီးတော့မှုန်နဲ့တေပြီးတော့ကတ်ခွာအဲ့ဒီလိုကတ်လို့ရှိရင်ဘာဖြစ်တုံးနေမိသာတိရာဘဝိတတိယထာဘိရဲ့အကွလည်းပဲပိုး၍ခိုင်လိမ့်မယ်တဲ့ဘဟုံစတဏလပိတတိများစွာသောလတ်လာဘဥစ္စာများကိုလည်းရလိမ့်မယ်သိလက်ကောင်းတာမောင်အဲ့ဒီဥစ္စာဘယ်လောက်များတစ်ဖက်နဲ့တစ်ဖက်အာဃာတကြီးတော့နော်တွန့်ချတယ်ဒီတော့ဘယ်နဲ့ပြန်ပြောလဲဘုံနာလက်သမားလူရိုးသားကရိုးသားလားဗာပြန်ပြောလိုက်တယ်လေလို့ဆိုတော့ကာလတိဟသသံကာလတိဟသမ္မံကုတောလစ္ဆာမိသမ္မမိတ်ဆွေကာလတိဟသမ္မံဝဝိရဲ့အရေးကိုကုသောလစ္ဆာမိဘယ်ကရမှာတဲ့တော့ဘယ်နဲ့လို့ရမှာလို့တငယ်ချင်းဝဝိရဲ့အရေးမင်းပြောတာကောင်းတာတော့ဟုတ်ပါရဲ့ဒါပေမဲ့လို့မင်းပြောတဲ့ဝဝိအရေးကိုဘယ်ကရဖြစ်မတော့ရလို့ဖြစ်မထင်ပါဘူးတငယ်ချင်းလို့ဆိုလိုက်တဲ့အခါကြတော့မှတောသားရောင်ဆောင်တဲ့ယုတ်ကစိုးကဘာပြန်ပြောလိုက်တယ်လဲတွန်းပါလကောတိတွန်းတင်သည်ပါလကောတိကလေးမိုးလို့လားမင့်တယ်ကွာဘာမှမသိတဲ့မင်းကလေးမို့လို့လားအယံတေရုခောဝနသမိတ်အဉ္ဉဌာနနာပလာယတိဒီပင်ဤအယံတို့ခောဤယခုမျက်မှောက်မှာရှိနေတဲ့ကျုပ်ပင်ကြီးကဝနနမိန်တော်အတွန်း၌ခြိတော်တည်မြဲတည်၍အဉ္ဉဌာနရတပါတို့နပလာယတိဘယ်လိုနည်းနဲ့မှပြေးသွားမည်မဟုတ်ဘူးဒီပင်ကြီးကမင်းလက်ထဲကဘယ်မှရှောင်ရှားပြေးသွားမှာမဟုတ်ဘူးဝုန်းဝင်ရေးရအောင်ငါအကြံပေးမယ်တဲ့ဘယ်နဲ့ယေနာတွန်ရုခောအခါတော်ယေနာအကျင်ဝဝံကတွန်သင်ကိုရုခောပြုတ်ပင်ကိုအခါတော်ပြောကြအပ်ခဲ့လေပြီတသထိုဝဝံဤသန္တိကံထံသို့ကံတဝါကိစ္ဆာဟိသွားလို့ပြုတ်ပင်ရဲ့အကြောင်းကောင်းကောင်းကြီးပြောသွားတဲ့ဝဝံအဲ့ဒီဝဝံထံသွားကွသွားပြီးတော့ဘာလုပ်ရမလို့ကံတဝါသွားရောက်ပြီးတကားလားသာမိအရှင်ဝဝံမင်းတရားသင်သည်ဓတ္တိတဒုက္ခပြအပ်တဲ့ပြုတ်ပင်ကြီးကိုကတရဌာနေဘယ်နေရာကစိန်သာမိဖြတ်ရပါမလဲဣတိဤသို့ပြော၍ဝန်စစ်တဝါလိပ္ပဖြာရောက်၍အာနေဟိကျုပ်ပင်နာရောက်အောင်ခေါ်ခဲ့ဟောသူဟာရှင်ဝဝမင်းဟုတ်လားအရှင်ဝဝမင်းပြတဲ့ကျုပ်ပင်ကြီးကိုဘယ်နေရာကမြတ်ဖြတ်ရပါမလို့ကျွန်တော်မြို့နာမလဲလို့လိုက်ပြီးပြပါအောင်လို့လှိပြပြီးတကာလခေါ်ခဲ့တဲ့နော်အဲ့ဒီလိုခေါ်ရင်သူလိုက်လာလိမ့်မယ်
လိုက်လာတဲ့အခါကြတော့မှညီရာသင်္ကန်းကျွန်းရှားခြင်းကင်းသည်ဖြစ်၍ဝါအားတက်သရောဣဒာသဤအရ၌၎င်းဣထာသဤအရ၌၎င်းစိန်ဒဖြတ်လောဣတိဤသို့မုခတုံတေနနှုတ်သည်ရှိကြီးဖြင့်ဗဟရိတဝပုခပုခ၍အာစိတ်ခန္တံပြောကြ၍နေသောတံထိုဝဝံကိုသိခေနထလစွာသောမဟာဖရတုနာကြီးစွာသောပစိန်ကြီးဖြင့်ပုတ္တတဝပောက်သာ၍ဇီဝိတခယံပါပိတဝပါပိဟိအသက်ကုံဆုံးစေခြင်းသို့ရောက်စေပြတော့မှသူကတကယ်တည်းရဲရဲတင်းတင်းကြီးပြတယ်ဟောဒီနာကဖြတ်ဟောဒီနာကဖြတ်လေပင်ကြီးရွှေရှိပြီးနှုတ်ပြီးရှိကြီးနဲ့ဟိုထုတ်ဒီထုတ်ပြီးတော့ဟောဒီကဖြတ်ဒီကဖြတ်ဆိုတာသူကပြတော့မှအင်မတန်ထက်စွာသွေးထားတဲ့ပစိန်ကြီးနဲ့ပေါက်ပြီးတော့အဲ့ဒီဝဝင်ကြီးအသက်သေးအောင်လှုပ်တာပေါ်ဇီဝိတခယံသက်ကုန်ခြင်းတို့ပါမေနဝရောက်စေပြီးသကာလသမ္မံဝရေကိုကဟိတဝါယူ၍ဝရမန္တံစူဖြိုးတဲ့ဝဝန္တာကိုခာဒိတဝါခာရာဟိခဲစားလော့ခာဒိတဝါခဲစားပြီးမှဒုက္ခံသစ်ပင်ကိုစိန်နာဟိစိတ်ချလက်ချဖြတ်တောက်လောလို့ဝဝင်ကြီးသေပြီဆိုတော့မှဝဝင်သားများချက်ပြုတ်စားတော့ပြီးမှဖြည်းဖြည်းစီးစီးကျုပ်ခင်ကြီးဖြတ်တာပေါ့ကွာလို့ဒီလိုအကြံပေးအဲ့ဒီအကြောင်းမြတ်စွာဘုရားကရားတဲ့ကနေပြီးတော့အပိသမုဒ္ဒအဂါထာ၃ခုထည့်ပြီးတော့ဟောလိုက်တယ်ဣတိဖန္နနာရုခောပိတာဝရေဣဇဘာဒထမေရှံပိဝသနံအထိပါရာဒွာသသူနောဟိမေဣတိဤသို့လင်ဖန္နနာရုခောပိပြုပင်သောနတ်ကလည်းပဲဒါဝရေထုခဏ၌ဣဇဘာဒထတောကအယောင်ဆောင်၍ဤသို့စကားပြောကြားခဲ့လေပြီဘယ်လိုပြောတော့ဘာရဒွာဇအနေ၌ဖြစ်သောအနွယ်၌ဖြစ်သောဆရာလက်သမားအိုပုံနာမေရှံပြီးကျွန်ုပ်ကလည်းပဲဝဆနံပြောဆိုရန်အကြံပေးစကားသည်အတ္တိရှိပါ၏မေကျွန်ုပ်ဤဝဆနံအကြံပေးစကားကိုလည်းသူနောဟိနားထောင်ပါအောင်လောဘယ်လိုနာထောင်ရမလဲဣသတ္တဥပ္ပခန္ဓမ္မဥက္ကိစ္စဣသတ္တဝဝင်ဤဥပ္ပခန္ဓမ္မဣသတ္တဥပ္ပခန္ဓမ္မဥက္ကိစ္စသတုရင်ကုလံတေနနေမိန်ပသာရိတိဧဝံဒံလှတရံတိယဣသတ္တဝဝင်ဤဥပ္ပခန္ဓမ္မပခုံးရဲ့အနီလေကုတ်မှသတုရင်ကိုလမ်းလလေးသလောက်သောအရေကိုဥက္ကိစ္စဖြတ်ယူ၍ဒီနာထိုဝဝင်ဤလေပင်အရေဖြင့်နေမိန်အမောင်းရဲ့ယထာပင်အကုတ်ကိုပတာရေဤဝိညာဉ်ဖြန့်တန်လောဧဝံဤသို့ဝိညာဉ်ဖြန့်တန်သည်ရှိသောတန်လှတရံမောင်ရဲ့ယထာပင်အထူးသဖြင့်မြဲမြံခိုင်ခံ့သည်သိရာဖြစ်လေရာ၏ဣတိဖန္နနာရုခောပိဝေရံအပိတိတာဝတိဇာတာနိသအာသာဒါနံဣဒာနံဒုက္ခမာဝဟိဘိကဝေမဟာရာဇာနောဆွေတော်8000မျိုးတော်ပေါင်းဖြစ်ကြတဲ့မင်းအပေါင်းတို့ဣတိဤသို့လင်ဖန္နနာရုခောပိကျုပ်ပင်သောနတ်ကလည်းပဲတာဝတိထိုခဏ၌ဝေရံယံကိုအပိတိတဖန်အနှင့်မြန်လေ၏ဇာတာနိဇာယခုဖြစ်ပြီးလိဖြစ်ကုန်သောအဇာတာနိဇာယခုဖြစ်ပြီးမဟုတ်နောက်အနာဂတ်မှာဖြစ်လက်တံလိဖြစ်ကုန်သောဣဒာနံဝဝန္တို့၏ဒုက္ခဆင်းရဲဒုက္ခကိုအာဝဟိရွယ်ဆောင်ခဲ့လေပြီသူပြောတဲ့စကားယုံမှပြီးတော့အခုမျက်မြင်အသက်ရှိပြီးတော့ဖြစ်ပြီးတဲ့ဝဝန္ဒီနောင်အစဉ်အဆက်မှာခဲ့လို့ရှိရင်ဝဝန္ကြီးနဲ့
Yatabe Anago shall be Yipalusian Boye Kaine Ludage Mabi. No, Akuma Muidi, no, Mulatano, one day, Peter Kago Leve, or the Yogazuga, Panzin like Dora, Belu. Yes, Avia, a bit and book that Lunga, Hojage. Dimataga. What two young men have said, beat up your channel, would agree, Pona Letamadi. Roka Devandaya was an Andodawa. Yogazu Naye Zaraga Jabi the Gala. Is a me, Dumingaladi was all the Ganesha. Nama Mingalashi and Nebe Hello. Nalum by the Gala. Eklan wo ga de tawa ta phya yue Yogazu pyo de atain Rokham Ju bin ko sit tawa phya yue bekka mi phe twa ke li Atha Bonna le thama Yogazu pyo ja de saka ko na thong pi raka la tu pyo de atain kani phin ka mingala shi de ni be he when you do better near than go out your call. Or when you are home, my be like be holding up and no business shall be told ya. Say, shall let ya little judge of Yan, you know. Tell them you do it at it, but say, you know, when you live in cold rap beat up. When that chest I you will do, those are your jade, and dying to them shall be the Twabi. Inya minyam chingin we wade na wada kwetya khayam ya ja da phin Inya minyam de yauk di de ya ko aga de yong twat phya khe ja le kon mi Oh di zat taw ka mula ho yin nong ka Yahan taw de ho bi me lo aku akhai ma Aslin tin lo Tagi won min ni ho da phit taw Sui ro shin taung Tagi won min a paung do aku pyo ke de nila antain Pyu bin taung nat ka Yogazu ka wo won ye apo wo won ka Pyu bin taung Yogazu ye apo a chin nyin Wui wada kwet pya pi de ka la tayauk ne tayauk tat phya khe ja le kon mi Ewa miwa manukana wiwado yata dayati Mayura nisam di yata de ika panana Razano suiro shitang mea bando ewa miwa iya dubensen Manukana lupi loka ludado malebe Yata jin sui wang yu wende nai wiwado wada kwepya kayam Boajin di zayati phikenya Tata tu wada kwepya khayam shi boa de amyo nai De ikta phanana yata tu wawon ne Yu bin zang nattu ke do Mayura nisan di Daung ka bung ke do ka ja gong yi Asam Tagi won mi about do Ini a time where Lugi Loga a gem Ayatana a gem so one you one them a we wada be for Bob Lavi so bado Bob Lavi so yen wo one that you been down not do Any we wada be young Sweden new dega Ludi ha Donka Kaja de Donka Kaja Donka Kasura Babiola le Donga amigo di loco biro pian dan taberma Ami she ya we papa ne imran jadi yi Ani lo jadi yi mane be ne Ani amiga town biro donka bi so yen Imadan shuwa ade ku ingadi badi ba aကုန်လုံးပေါ်ပြီးအချက်တကွဲအကျိုးနဲ့ဖြစ်ကုန်ရောတဲ့
အဲ့ဒါလိုပဲဆွေနဲ့မျိုးနဲ့ဟုတ်လားမိတ်နဲ့သင်္ဃာနဲ့ဒီလိုနေကြတဲ့လူဝန်းလူအပေါင်းနဲ့မှာဝိဝါဒဘေးမဖြစ်ရင်တောင်းမှာအမိကိုပဂတိအတိုင်းထားပြီးတော့တင့်တယ်လိလိကျက်စားတယ်လို့ဖြစ်ဝိဝါဒဘေးပေါ်ပြီးဆိုရင်တောင်းကတယ်လို့ကကုန်ပြီတဲ့ဘာလဲတယောက်နဲ့တယောက်မတည့်ပြီဆိုတော့မကောင်းတာတွေလျှောက်ပြောဟိုအနစ်နဲ့အလှလာကဟုတ်လားရှိုးဝဝပြုလုပ်ထားတဲ့အကြောင်းဒီအရာတွေအကုန်လုံးဖွင့်ချပြီးတောင်းကကြတော့တာပဲတဲ့ဒါမြတ်စွာဘုရားတံဝဝဒာမိဗတ္တံဝယာဝန္တိထသမာဂတသံမောတထမာဝိဝဒထမာဟောထဣဒ္ဓဖန္နနာသာသနောဆွေတော်ရှိသောသာဂီဝမင်းအပေါင်းတို့တန်တသမထို့ကြောင့်ဝါတို့တို့အငင်းချင်းအချင်းချင်းဝိဝါဒစကားအငင်းပွားလို့ရှိရင်တောင်းကသလိုကတဲ့ဖြင့်ရှုဝဲအပ်တဲ့အကြောင်းတွေကောင်းကောင်းကြီးဖွင့်လှစ်ပြောကြအရှက်တကွဲအကျိုးနဲ့ဖြစ်ကြရတော့ကြောင့်ပင်လင်ဟောသင်သာဂီဝန်ပေါင်းဆွေမျိုးအပေါင်းတို့အားဝဒာမိငါဖရာဩဝါဒစကားပြောကြလို၏ဟောသိဆွေတော်ရှိသောမင်းအပေါင်းတို့အားဗဒံကောင်းမြတ်ချမ်းသာမင်္ဂလာသည်အထုဖြစ်ပါစေဒီအကြောင်းမမြင်ပြီးတဲ့ကာလသင်သာဂီဝန်ဆွေတော်ရှိသောမင်းအပေါင်းတို့အားငါဖရာဩဝါဒစကားပြောကြလိုတယ်သင်္သာဂီဝမင်းအပေါင်းဆွေတော်ရှိသောတို့ဤကောင်းမြတ်သောချမ်းသာမင်္ဂလာတရားဖြစ်ပွားပါစေဣထဤရောဟိနိမြင့်အနိ၌ယာဝန္တောအကျင့်မြလောက်ကုန်သောဆွေတော်ရှိသောသာဂီဝမင်းအပေါင်းတို့သည်သမာဂတအညီအညွတ်စည်းဝေးလာရောက်ကြကုန်၏သာပေအလုံးစုံသောဆွေတော်ရှိသောသာဂီဝမင်းအပေါင်းတို့သည်သံမောတထညီညွတ်ကြစမ်းပါမာဝိဝဒထသူသောတရားသူမတရားငါတရားဟုအငင်းစကားမပွားခြင်းကြစမ်းပါနဲ့မာဟောထဣဒ္ဓဖန္ဒနာဝဝွန်နဲ့ကျို့ပင်ဆောင်နတ်တို့လိုမဖြစ်ခြင်းညစမ်းပါနဲ့သာမေကိမေဝရခေသဗုဒ္ဓေတံပတံတိတံသာမေကိရတောဓမ္မတောယောဂခေမာနတံတတိသာမေကိမေဝကိုယ်စိတ်နှသိညီညွတ်ခြင်းကိုသာလင်ရခေသစောင့်ရှောက်ကျင့်သုံးရာ၏ဧတံဤကိုစိတ်နှရညီညွတ်ခြင်းကိုဗုဒ္ဓေဟိအဆူလူသောဘုရားရှင်တို့သည်ပတံတိတံချီးမွမ်းအပ်ပေ၏သာမက္ခိရတောကိုစိတ်နှရညီညွတ်ခြင်း၌မွေ့လျောနှိမ့်ချိုက်ပြောပိုက်ပေသောဓမ္မတော်သူတော်တရားလိုက်စားတည်ကြည်ပေသောသူသည်ယောဂခေမာယောဂလေတံကုံယာမှန်သည်နိဗ္ဗာန်ကျငန်းပေမဲ့နမ္မာနတံတတိမလျောကြတော်ကြီးဆွေတော်ရှိသောသာဂီဝံမဟာယာသာမင်းအပေါင်းတို့သာမက်ကြီးလို့ခေါ်တဲ့ကိုယ်နဲ့စိတ်ညီညွတ်ခြင်းဝါညီညွတ်ဖို့ရန်အချင်းချင်းစောင့်ရှောက်ကြစမ်းပါတဲ့အဲ့ဒီလိုအချင်းချင်းစောင့်ရှောက်၍အချင်းချင်းညီညွတ်နေတာကိုဆူဆူသောဘုရားရှင်တို့သည်ချီးမွမ်းတော်မူအပ်ပါတယ်မချီးမွမ်းမဲ့နေပါမလားကိုယ်စိတ်တရားညီညွတ်မှုဆိုတဲ့သာမက်ကြီး၌မွေ့လျော်နှစ်ချိုက်ပျော်ပိုက်ပြီဆိုလို့ရှိရင်ညီနဲ့အကိုမောင်နဲ့နှမဇနီးမောင်နှံဆွေရမျိုးရအားလုံးရှိသမျှသာမက်ကြီးနဲ့နေကြပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်စုဟာဓမ္မထပုဂ္ဂိုလ်တွေဖြစ်လာမယ်တဲ့မြေလက်ကမလွဲ
ဟုတ်တယ်တော့သာမဲ့ကြီးမရှိလို့ရှိရင်ဘယ်လိုနည်းနဲ့မှသူတော်ကောင်းတရားနဲ့မတည်အသားနဲ့မိပဲဖြစ်အောင်တော့သာမဲ့ကြီးမဖြစ်လို့ဝိဝါဒဖြစ်နေပြီဆိုရင်ဘယ်တော့မှဒီသားအမိဟာသူတော်ကောင်းတရား၌မတည်တော့ဘူးမောင်နဲ့နှမဖြစ်လင့်ကစားအချင်းချင်းမောင်နှမမညီညွတ်ဘူးသာမဲ့ကြီးမရှိတော့ဘူးဆိုလို့ရှိရင်ဒီမောင်နှမသူတော်ကောင်းတရားနဲ့ဘယ်တော့မှမတည်တော့ဘူးတဲ့အချင်းချင်းညီညွတ်မှုသာမဲ့ကြီးရှိမှဇနီးမောင်နှံလည်းပဲဓမ္မထာပုဂ္ဂိုလ်ဖြစ်နိုင်တယ်မောင်နှမလည်းဓမ္မထာပုဂ္ဂိုလ်ဖြစ်နိုင်တယ်သားအမိသားအဖလည်းပဲဓမ္မထာပုဂ္ဂိုလ်ဖြစ်နိုင်တယ်ညီအကိုလည်းပဲသာမဲ့ကြီး၌မွေ့လျော်နှိမ့်ချိုက်ပျော်ပိုက်မှသူတော်တရား၌တည်တဲ့ပုဂ္ဂိုလ်များဖြစ်မယ်သူတော်တရား၌တည်တဲ့ပုဂ္ဂိုလ်ဖြစ်မှယောဂလေးတံကုံညာမှန်တဲ့နိဗ္ဗာန်ကျမ်းမိမိတို့သုမှန်တဲ့ဘေးမဲ့နန်းကမလျောကြပဲရှိကြမယ်ဓမ္မတာပုဂ္ဂိုလ်ဖြစ်မှနိဗ္ဗာန်ရောက်မယ်လို့အဲ့ဒီလိုနိဗ္ဗာန်ကအထွတ်တက်ပြီးတော့တရားဒေသနာတော်မြတ်ဟောကြားလိုက်လင်မဲ့တကြရာသံတော်သာဂီဝမင်းပေါင်းတို့သည်ဓမ္မကထာမြတ်စွာဘုရားဤယခုဟောပြသည့်ဖန္ဒနာသတရားဒေသနာတော်ကိုသုတ္တဝါကြားနာရလင်ပင်သမက်ကချင်းချင်းညီညွတ်ကြကုန်၏ဇာတာဖြစ်ကုန်၏30တောင်မဟောရသေးဘူးတဇတ်သေးနဲ့တဇတ်လည်းဆုံးရောဟိုဘက်ဒီဘက်ကပိလောသာဂီဝနေကိုလီယသာဂီဝနေတို့ညီချင်းနောင်ရင်းမဲ့ဆိုပြီးတကားလားဟိုဘက်ကပုဂ္ဂိုလ်တွေဒီဘက်ကုဒီဘက်ကပုဂ္ဂိုလ်တွေဟိုဘက်ကုနဲ့ညီနဲ့နောင်နဲ့လေဖဲပြီးတော့တစ်မင်းနဲ့တစ်ဖက်သမက်ကဖြစ်ပြီးသွားကြပြီဒီဇတ်တော်တစ်ခုတည်းသံဃာလူနာတို့ဤဆရာမြတ်စွာဘုရားသည်ဣမံဓမ္မဒေသနာဤတရားဒေသနာတော်ကိုအာရိတဝါဆောင်တော်မူ၍တရာထုသင်္ကာလကတံကာရဏံထိုအကြောင်းကိုဝိသိတဝါပိုင်းခြားတင်းနေသည်မြင်၍တသမိန်ဝနာတန်ဒီထိုတော်အုပ်ကြီး၌အဒီဝထဒေဝတာဆိုအုပ်၍နေသောတောအုပ်ပစိုးရတဲ့နမင်းသည်ဣဒာနိယခုအခါ၌အဟမေဝလူသုံးပါးတို့ဤဆရာနာဖရာသည်ပင်လင်ဟောသည်ဖြစ်ခဲ့လေပြီအဲ့ဒီတုန်းကရံညိုးဖွဲ့ခဲ့ကြတယ်ဝဝွန်အဲ့ဒီတုန်းကရံညိုးဖွဲ့ခဲ့တဲ့ရုပ်ကစိုးနတ်တော့အခုတရားဟောတဲ့အချိန်မှဒီအနားမှာဒီပုဂ္ဂိုလ်နှစ်ယောက်မပါဘူးမရှိဘူးနော်မရှိတဲ့အတွက်ဝဝွန်ကဘသူဖြစ်တယ်အဲ့ဒီတုန်းကရံညိုးဖွဲ့ခဲ့တဲ့ရုပ်ကစိုးကဘသူဖြစ်တယ်ဆိုတာဇတ်သိမ့်တဲ့အခါဘုရားမပြောဟောပြတော့မမူဘူးဘာဖြစ်လို့ဒီလောက်တောင်မှအချင်းချင်းအာဃာတတွေနဲ့နေတဲ့လူတွေဟာအဲ့ဒီအချိန်မှာအပေကြနေကြနေမှာပေါ့အပေကြနေတဲ့ပုဂ္ဂိုလ်တွေအပေကြနေတယ်ပြောလို့လည်းဘယ်သူမှမြင်မှလည်းမဟုတ်ဟုတ်လားမြင်မှလည်းမဟုတ်ဘူးသူတို့ဘယ်ဖြစ်နေတယ်ပြောလို့မမြင်တာမမြင်မဲ့လူတွေကိုပေါ့လေပြောလို့တော့အကျိုးကမရှိတော့ဘုရားဟာတရားတစ်ခုဟောတယ်တရားတစ်ထုံဟောတယ်အဲ့ဒီတရားဟောတဲ့အစဲမှာတရားနာတဲ့ပရိသတ်ထဲမှာဒီဇတ်ဝင်ပုဂ္ဂိုလ်ပါရင်မြတ်စွာဘုရားအဲ့ဒီတော့မှဘသူဟာအခုဘသူဖြစ်လာတယ်ရှင်အနန္ဒာဖြစ်လာတယ်ရှင်သာရိပုတ္တရာဖြစ်လာတယ်ရှင်မောဂလဖြစ်လာတယ်အဲ့ဒါကြတော့လည်းပဲမကြာမထောက်ဘူးတော့ဟောဒါတခါလေအတိလင်းဟောကြတာဟောကြတော့လည်းပဲဇတ်ဝင်ပုဂ္ဂိုလ်များသည်ဒီတရားနာပရိသတ်ထဲမပါတော့မပြောအဲ့ဒီတော့ကဒီအကြောင်းတွေကိုဝန်ဘက်ယုတ်ကစိုးဘက်နှစ်ဖက်ကဖြစ်ရတွေကိုကောင်းကောင်းကြီးသိလိုက်တဲ့တိုးဆိုးနတ်ကြီးဟာယခုအခါလူသုံးပါးတို့ဤဆရာငါဖျားဖြစ်လာပြီလို့အဲ့ဒီလိုဖန္ဒနဇတ်ဣတိဤသို့ဇာတကံသတ္တောကိုသမောဒာနေသိပေါင်းယုံတော်မူပြီလို့ဖန္ဒနဇာဆိုတာဂါထာပေါင်း13ဂါထာရှိတဲ့တိရဒကနိဗ္ဗဖန္ဒနဇဟောလိုက်
ညီညွတ်ရေးရသာမက်ကြီးဖြစ်သွားသာမက်ကြီးအကြောင်းပြုပြီးတဲ့ကာလကပိလဝသာဂီဝန္နေနဲ့ဟိုဘက်ကကောလီယာသာဂီဝန္တွေသည်သူတော်တရားတစ်ဖက်နဲ့တစ်ဖက်မေတ္တာတိဟုသောသူတော်တရား၌တည်တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားတယ်တဲ့နော်အင်မတန်ကောင်းသွားပြီရန်ကျိုးတွေကအကုန်ပြောက်အဲဒီလိုပြောက်သွားပြီးတဲ့နောက်မှာဘုရားကိုယ်တော်မြတ်ဆက်ပြီးတော့ပထဝီဩန္ဒရိယနာဇတ်လို့ခေါ်တဲ့ဒုဋ္ဌုပဇတ်ကိုဆက်ပြီးဟောခြင်းတော့ဘာစလိုက်တုံးမြတ်စွာဘုရားမဟာရာဇာဆွေတော်8000မင်းအပေါင်းတို့ပရပတ်တိယေနနာမသူတစ်ပါးပြောတဲ့စကားယုံကြည်လွယ်သောသူမည်သည်နဘဝိတာဘောင်းမဖြစ်သည်တက်လာဆွေတော်8000သာကြီးဝမင်းပေါင်းတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာသူတစ်ပါးပြောတဲ့စကားယုံလွယ်လို့မဖြစ်ဘူးမတော်ဘူးမယုံလွယ်သင့်ဘူးပရပတ်တိယသူတစ်ပါးပြောတဲ့စကားမစင်မစယုံကြည်ကြကုန်သည်ဟုတ်တော်ဝါဖြစ်၍ဧကတ္တသတကတ္တကထာယယုံငယ်တကောင်ဤစကားကြောင့်တိယောဇနာသဟတေဟိမဝန္တေယူဇနာတိယောဇနာသဟတဝိထတေဟိမဝန္တေယူဇနာ3000အပြန့်ကျဲသောဟိမဝန္တာတောင်းရ၌သာပေအလုံးစုံမုံသောသတုပ္ပဒကနာခြေလေးချောင်းရှိတဲ့သားကောင်အပေါင်းတို့သည်မဟာသမုဒ္ဒံမဟာသမုဒ္ဒရာတို့ပဲခံသည်နောကြရောက်ရေဝင်လူမတဘေးရောက်ခဲ့ကြကုန်ပြီအဟေသုံးဖြစ်ခဲ့ကြကုန်ပြီသူတစ်ပါးပြောတဲ့စကားမစင်မစယုံကြည်မှုအတွက်ယုံငယ်ကလေးတကောင်မလိမ္မာပြောတဲ့စကားကြားကြရတဲ့အတွက်ယူဇနာ3000အပြန့်ကျဲတော်ဟိမွန်တာတောင်းရမှာများစွာသောအခြေလေးချောင်းသားအပေါင်းတို့သည်သမုဒ္ဒရာလေးရောက်တော့မလို့နင်းနေလေးလိုတော့တယ်တဲ့တသမပရပတ္တိယေနနဘဝိတာဘတသမတို့ရကပရပတ္တိယေနသူတစ်ပါးပြောတဲ့စကားမစင်မစယုံကြည်တော်သူမြည်သည်နဘဝိတာဘမဖြစ်သင်မဖြစ်ကြနဲ့ဟိုးအောက်လက်ငယ်သားလေသမားကြီးဆိုတာပုံကြီးချဲ့ပြီးတော့ပေါ့မပြောပါတော့တဲ့အမိုက်ကမီးဖြစ်အောင်ပြောတတ်တယ်ဒါကြောင့်သူတို့ဘာပြောတဲ့စကားဘေးအကုန်ယုံလို့တော်မလဲမြတ်စွာဘုရားသူတို့ဘာပြောစကားကိုယုံစားလွယ်မှုကိုဘုရားမကြိုက်ဘူးမဟာယာသဆွေတော်8000မင်းအပေါင်းတို့အတိတေအတိတ်ဝေးစွာရှိအခါ၌ဗာရာဏသီယံဗျမတတေရိသံဃာရင်လေဗာရာဏသီပြည်အယဝေဗျမတမင်းပြုစဉ်ကာလ၌ဘောဓိသတော်ဖျားအလောင်းမိသည်ဟာယောနိယံနိဗ္ဗာန်တိတ်တဝါချင်းသည်မျိုး၌ဖြစ်၍ဝယပတ္တောအရွယ်သို့ရောက်လာသည်ရှိသောအရင်ကြီးတိုးတယ်၌ပฏิဝတ္တိသို့အုပ်နေထိုင်တော်မူ၏လို့ဒုဋ္ဌုပဇတ်တနည်းအားဖြင့်ပထဝီဩန္ဒရိယနာဇတ်လို့ခေါ်တဲ့ဇတ်တော်ကိုဘုရားဇတ်တော်အုပ်ရှိခဲ့ပါတဲ့ဆွေတော်8000မင်းအပေါင်းတို့အတိတ်ဝေးစွာရှေးခါတုန်းကဗာရာဏသီပြည်ရဗျမတာမင်းပြုစဉ်လူသုံးပါးတို့ဤဆရာငါဖေယအလောင်းသည်ချင်းသေးမျိုးလိုက်ကြည့်၍အရွယ်ရောက်လာတော့ဟိမဝန္တာတော်အုပ်၌စိုးအုပ်၍နေခဲ့ပါတယ်အဲ့ဒီလိုနေတဲ့အခါမှာအနောက်သမုဒ္ဒရာရဲ့အနီးဂင်္ဂါမြေရဲ့အထနာကံတစ်ခုမှာအင်မတန်စိမ့်လန့်စိုးပြေးတဲ့မြေအရ၌ထမ်းပင်နဲ့ရောသောအုတ်ရှိပင်တွေတတော်ရဲ့အတွန်းတတော်နဲ့ထမ်းပင်နဲ့အုတ်ရှိပင်တွေရောပြီးပေါက်နေတဲ့ထမ်းပင်နဲ့အုတ်ရှိပင်ရောတဲ့တောအုပ်တစ်ခုရှိခဲ့တယ်ရင်းတောအုပ်မှာယုံငယ်တကောင်ဒီဂောစရကံကျက်ဆာယာကပြန်ပြီးတော့အုတ်ရှိပင်ရဲ့အရေးမှာပေါက်နေတဲ့ထ
ထန်းဂျုံကလေးဆိုတော့ဒီအပင်မြင့်မဟုတ်သေးဘူးနော်ဒါနကိစ္စဆိုတာထန်းဂျုံကလေးတပင်ကလေးတွေတရားလောက်မရှိတရှိထတော်ထလူကလေးပေါက်နေတဲ့အောက်မှာထလက်ကလေးတစ်ခုကကြွေကြနေတော့အပေါ်ကအုတ်ရှိပင်အရိတ်ကဲထန်းဂျုံကလေးရဲ့အရိတ်ကဲထန်းလက်ရဲ့အရိတ်ကဲအရိတ်သုံးပါမိကိုအားထားရတဲ့အတွက်အလုံးအေးမြတဲ့ထန်းလက်ရဲ့အောက်မှာဝင်ပြီးသူကအိက္ခာနိကြစဉ်းစားသာစီအယံပထဝီသံဝတိယကာနုခောကမိတ်တာမိသာစီအကယ်၍မြအယံပထဝီဤမြေကြီးသည်သံဝတိယပြူ၍ပြည့်၍လာညကာနုခောကမိတ်တာမိတို့ဘယ်မြပြေးရပါလေညီမြပြိုးလာရင်ဖြင့်တို့ပြေးเสียမရှိဘူးဘယ်ပြေးရပါလိမ့်လို့တကယ်ကိုတွေးမိတွေးရတွေးတယ်အဲဒီလိုတွေးပြီးညီများပြိုးလာရင်ဖြင့်ငါဖေပြေးရပါမယ်လောကမှာပြေးเสียလဲသူမြေကြီးတာမြင်တာဟုတ်ဒီမြေကြီးကပြိုးလာရင်ဖြင့်ပြက်လာရင်ဖြင့်ငါပဲပြေးရပါမတုံးလို့ဒါကိုပဲထပ်တလဲလဲကြံစည်ရင်ကနေပြီးတော့အပေါ်ကဝုန်းမနဲ့အုတ်ရှိသီးမဲကြီးတစ်ခုကသူအုပ်နေတဲ့သူအိတ်နေတဲ့သူအပေါ်ကထလက်ပေါ်ဝုန်းမနဲ့ကြတော့အတ္တပထဝီသံဝတ္တိအတ္တဧကန္တပဲပထဝီမြေကြီးဖြင့်သံဝတ္တိပြိုလေကြီးငါစဉ်းစားတဲ့အတိုင်းဟာမြေကြီးတော့တကယ်ပြိုတာပဲဆိုပြီးတော့နောက်ကိုလက်မကြည့်ဘူးတအားကုန်ဒုံကြီးအတ္တပထဝီသံဝတ္တိတကယ်ကိုမြေပြိုလာပြီဟဲ့လို့ဒုံကြီးတဲ့အခါကြတော့မှအခြားယုံတကောင်ကဂိမ်ဘောအတိဝိယဘီတော်ပလာယတိဘောဟေမိတ်ဆွေကိန်းအပဲ့ကြောင့်အတိဝိယဘီတော်အလွန်ကြောက်လန့်နေဖြစ်၍ပလာယတိပြေးသွားရတယ်မိတ်ဆွေဘယ်နဲ့ကြောင့်ဒီလောက်အကြောက်ကြီးပြီးတဲ့ကာလအပြေးကြီးပြေးရသတုံးလို့အခြားယုံတကောင်ကမေးတဲ့အခါမှာပုတ်စီဘောမမေးနဲ့မိတ်ဆွေပြန်ကိုမဖြေအောင်မမေးပါနဲ့တငယ်ချင်းရာဆိုပြီးသူကဒုံကြီးတာမမေးပါနဲ့တငယ်ချင်းရာဆိုပြီးပြုံးကြီးဒုံကြီးလေးမမေးပါနဲ့ဆိုလေဟုတ်လားဒီပြင်နောက်ခုနမေးတဲ့ယုံကလည်းသိကျင်တော့ကိန်းပေါ်ဘာဖြစ်တာလဲတငယ်ချင်းဘာဖြစ်တာလဲတငယ်ချင်းနဲ့အဲဒီကြည့်တဲ့ယုံနောက်အမိတခါနဲ့လိုက်ပြီးတော့ကိန်းပေါ်ဘယ်နဲ့ဖြစ်လာတယ်တငယ်ချင်းဘယ်နဲ့ဖြစ်လာတယ်တငယ်ချင်းနဲ့ဆိုတော့ပထဝီဥန္ဒရိယတိမြေကြီးပြိုးလို့အဲဒီပထမယုံကပြောတော့အဲဒီဒုတိယယုံကလည်းပဲယုံဆိုတဲ့အတိုင်းပထမယုံပြောတဲ့စကားယုံပြီးတော့သူကလည်းပထဝီသံဝတ္တိမြေပြိုပြီးနဲ့ဒီယုံနှကောင်ကနေပြီးအော်တော့နောက်ယုံတစ်ကောင်ကလည်းမြေပြိုပြီးနဲ့ယုံပေါင်းအရာအထောင်မြေပြိုပြီးဆိုပြီးတော့ပြေးတော့ယုံတွေကပြေးတော့ဒီတဲ့ရှိတဲ့ဟုတ်လားရှင်တွေကလည်းအဟုတ်မှပြီးတော့ပြေးရှင်တွေကမြေပြိုပြီးတယ်ဆိုပြီးပြေးတော့ရှင်တွေကလည်းပဲရှင်တွေတော်မှပြေးလာမြေပြိုဆိုတော့ဒါဟုတ်မှာပဲဆိုပြီးဘုရားလောက်ရှင်တွေမင်းကလွှဲရကြံတဲ့ရှင်တွေကလည်းမြေပြိုပြီးတဲ့ဆိုပြီးရော့ပြေးဒါဒီပြေးလာတော့ကြားတွေကလည်းဟမ်မြေပြိုတဲ့ဆိုပြီးတော့အလုံးရောပြေးကြားပြေးပါအောင်တော့ကြက်ဆိုတဲ့အကောင်ကြီးကလည်းပြေးတခါကြက်တွေကပြေးပြန်တော့လည်းပဲဘုရားပြောတဲ့နနောက်ခုဆိုတဲ့ရှေ့ကကျွဲနောက်ကနွားဒီကောင်ကြီးကလည်းပြေးပြန်တခါတိုးကျွဲတွေကလည်းပြေးပြန်တိုးကျွဲတွေကလည်းမြေပြိုပြီးတဲ့ဆိုပြီးရောပြေးပြန်တော့ဝက်တွေကလည်းတွေးကြီးတွေတောင်ပြေးသေးတာတော့ဒါဟုတ်ပါပဲဆိုပြီးတော့ဝက်တွေကလည်းမြေပြိုတယ်ဆိုပြီးတော့ပြေးဝက်တွေလည်းပြေးတယ်ဆိုပြီးတော့စိုင်းတွေကလည်းပြေးပြန်အကုန်လုံးမှပြေးပြီဆိုရင်သမီးတွေကလည်းတို့လည်းပဲခြံလို့မပြေဘူးတို့လည်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီတရိစ္ဆာန်ပေါ့လေအထကထာကပြတာ10မျိုး
နော်ဆင်းတွေလည်းပြေးတယ်ရှင်သေးတွေလည်းပြေးတယ်ကြားတွေလည်းပြေးတယ်ကြက်တွေလည်းပြေးတယ်နနောက်တွေလည်းပြေးတယ်ရွှဲတွေလည်းပြေးတယ်စိုင်တွေလည်းပြေးတယ်ဝတ်တွေလည်းပြေးတယ်သမင်တွေလည်းပြေးတယ်ယုံတွေလည်းပြေး10ကောင်ကအစလောက်ပဲဖော်ပြတယ်အားလုံးဟိမဝန္တာမှာရှိတဲ့အခြေ4ကြောင့်သားအပေါင်းပါဖြင့်မြေပြိုဟေးဆိုပြီးတော့အားလုံးစုပြီးတော့ပြေးလိုက်တာပြေးတဲ့အကောင်တွေကိုစုလိုက်လို့ရှိရင်ယူဇနာ1000လောက်ရှိဒီလောက်ကိုပဲရှိအဲဒီစုပြီးဝိုင်းလိုက်လို့ရှိရင်ဖြင့်ဒါကြတဲ့ပြေးတဲ့အကောင်တွေတက်ပြေးတာယူဇနာ1000လောက်တက်ပြေးဝိုင်းလိုက်ရင်ဖြင့်ယူဇနာ3ယူဇနာလောက်ရှိမယ်ဒီတော့မှဖရာအလောင်းရှင်သေးမင်းကကိမေတာဒါဘာဖြစ်တာပါလေအဲ့ဒီလိုစဉ်းစားပြီးတော့အားလုံးရဲ့ရှိကနေပြီးတဲ့ကာလဒီအတိုင်းဖြင့်မဖြစ်ဘူးဒီအတိုင်းဖြင့်မဖြစ်ဘူးမင်းတို့ဘာဖြစ်လာကြတာလဲစီမေးတော့ပထဝီဩန္ဒရိယတိပထဝီသံဝတ္တိသာမိပဲပြောတယ်မြေပြိုလို့တဲ့အရှင်ချင်းသေးမင်းဒါပဲအဖြေပေးနိုင်တယ်ရမနေနိုင်ဘူးဒုံမပြေးတာလုံးပြေးတော့ရှင်ဘုရားအလောင်းရှင်သေးမင်းကစဉ်းစားပထဝီသံဝတ္တနာနာမအနာဂရာစီအထိမြေပြိုတယ်ဆိုတာဘယ်သောအခါမှမရှိဘူးတဲ့ဣမေတံဤသာကောင်းတို့သည်ကိဉ္စီဒုတ်တုတံဘဝိတ္တိတခုခုနာကြလွဲလာတာဖြစ်မယ်အကယ်၍ဒီကိစ္စမှာငါလစ်လူရှုပြီးတော့နေလိုက်လို့ရှိရင်အားလုံးသောအခြေလေးကြောင့်သာအပေါင်းကြီးပျက်စီးခြင်းမလားပျက်စီးကြတော့မယ်ဟိုရှေ့ဆက်ပြီးတော့တယူဇနာလောက်ကပြေးမိလို့ရှိရင်အကုန်လုံးသမုဒ္ဒရာထဲကျပြီးတော့သေကုန်တော့မယ်ဒီဝိတံနေသံတတမိထိုသားအပေါင်းတို့ရဲ့အသက်သေးကအကားအကွယ်ပေးမှပဲဇီဝိတဒါနပြုမှပဲဆိုပြီးတော့ရှင်သေးရဲ့အဟုန်ဖြင့်သူတို့ပြေးမဲ့ရှေ့ကနေပြီးတဲ့ကာလတအားကုန်ပြေးပြီးတောင်ကြီးကမိပြီးတော့ရှင်သေးရဲ့သီဟနာဒဟိမ့်ကံကြီးနဲ့အပြည့်အထန်ဟိမ့်လိုက်တော့မှရှင်သေးတန်ကြရင်အကုန်လုံးရဒီတိုင်းကြီးရမှာမဟုတ်ဘူးအသာတကြီးနဲ့ရမှာမဟုတ်ဘူးဆိုတော့မှဟိုကရှင်သေးရဲ့ဟိမ့်ကောက်တန်နဲ့ဟိမ့်လိုက်တော့မှအလုံးရသွားတော့မှကိရိတာမင်းတို့ဘာဖြစ်တာလဲမင်းတို့ဘာဖြစ်တာလဲလို့မေးတာမင်းတို့ဘာဖြစ်တာလဲမေးတော့အားလုံးကတသံနဲ့ပြောတယ်ပထဝီသံဝတ္တိသာမိမြေကြီးပြိုလို့တယ်အရှင်းရှင်းလေးမင်းကေကသံဝတ္တမန္နာဒိဋ္ဌာမင်းတို့အထက်ဘသူကမြေကြီးပြိုတာမြင်ခဲ့လို့လဲမေးမင်းတို့ရဲ့မြေကြီးပြိုတာဘသူမြင်လို့လဲလို့မေးတော့ဟတ္ထိဇာနတိအတံပိကြတာအကောင်အကြီးဆုံးလှမ်းပြီဟောရှင်နေသိပါလိမ့်မယ်လို့ပြောကြဣတိယသာရှင်နေမင်းကတရားအလောင်းကဟုတ်ကလားမြေပြိုတယ်ဆိုတာဆိုရှင်နေမေးတော့မယန္တသာနာမသီဟာသာနန္တိကျွန်ုပ်တို့မသိပါဘူးဟောဖို့ရှင်သေးတွေသိလိမ့်မယ်ရှင်သေးတွေလွှတ်ချတရားလောင်းကြီးတရားချင်းနေမင်းကဟေးချင်းသေးတွေဟုတ်သလားမြေကြီးပြောတယ်မင်းတို့မြင်ခဲ့သလားမယန္နာဇာနာမပြက္ခာဇာနန္တိကျုပ်တို့မသိပါဘူးဟောဖို့ကြားတွေသိလိမ့်မယ်လို့ပြောကြားတွေမေးပြန်တော့လည်းကြားတွေကလည်းပဲဗာပြန်ပြောတယ်မယန္နာဇာနာမအခက်ကဇာနန္တိကျုပ်တို့မသိပါဘူးဟောဖို့ကြံ့နေသိလိမ့်မယ်လို့ကြံ့နေညွန်ပြတယ်ကြံ့နေတခါသွားပြီးဖရာအလောင်းကြီးတရားချင်းသိမင်းသားမေးပြန်တော့မယန္နာဇာနာမဂဝေယဇာနတိကျွန်ုပ်တို့မသိပါဘူးနောက်ပြေဖြင့်သိပါတယ်
နောက်ဆိုတဲ့အကောင်ကြီးသွားမေးကြမယန္နာသနာမမဟိကာသနာတိကျွန်တော်မျိုးတို့မသိပါဘူးဟောဖို့ကျွဲကြီးတွေသိတယ်ကျွဲတွေမေးပြန်တော့လေမယန္နာသနာမဂောကန္နာသနာတိကျွန်တော်မျိုးတို့မသိပါဘူးဟောဖို့ဆိုင်နေသိပါလိမ့်မယ်ဆိုင်ကိုကြည့်သွားမေးပြန်တော့မယန္နာသနာမသူကရာသနာတိကျွန်တော်မျိုးတို့မသိပါဘူးဟောဖို့ဝတ်တွေသိပါတယ်ဝတ်ဒီမေးပြန်တော့လည်းပဲမယန္နာဇာနာမမိဂာဇာနာတိကျွန်တော်မျိုးတို့မသိပါဘူး။အော်သမင်းလေးဖြင့်သိလိမ့်မယ်ထင်ပါတယ်ဆိုတော့သမင်းလေးသွားမေးပြန်တော့မယန္နာဇာနာမသတကာဇာနာတိကျွန်တော်မျိုးတို့လည်းမသိပါဘူးသူတကားပြေးလို့ရောင်ရမ်းပြေးခဲ့ရပါတယ်ဟောဖို့ယုံနေတော့သိပါလိမ့်မယ်ဆိုတော့မှယုံနေလိုက်နေတော့မှအဲ့ဒီယုံနေတဲ့ကတကောင်နဲ့တကောင်ဟောဒီကောင်ပြေးတာမြင်လို့ကျွန်တော်သူကမြေပြိုတယ်ဆိုလို့ကျွန်တော်ပြေးရပါတယ်အဲ့ဒီကောင်ပြီးသူကပြောလို့ဟိုကောင်ကပြောဟိုကောင်ကပြောလို့အဲ့ဒီလိုအစ်စ်ဖြစ်လာတော့မှပထမဆုံးယုံကိုအယံကတိတိဟောဒီအကောင်ကပြောတာပဲသစ္ဆံကိရသမ္မသစ္ဆံကိရသုသမ္မပတ္တိပထဝီသံဝတ္တိအဆွေတော်ယုံမြေပြိုတာမြင်ခဲ့မြေပြိုတယ်ဆိုတာသင်အမှန်ပဲမြင်ခဲ့သလားလို့ဖယားအလောင်းရှင်တွေမင်းကမိတဲ့အခါအာမသာမိမယဒိဋ္ဌာမယဒိဋ္ဌာမှတ်ပါတယ်ရှင်တွေမင်းကျွန်တော်ကိုယ်တိုင်ကိုမြင်ခဲ့ရတာကထာဝတံတော်ပထဝီဩန္တရိယတိနေသမအိုမင်းဘယ်နေရာမှာနေရင်ကမြေပြိုတာကိုမြင်ခဲ့တာလို့ဒီလိုမေးမင်းဘယ်နေရာနေရင်ကမြေပြိုတာကိုမင်းတွေ့ခဲ့ရတာလို့ဆိုတော့မှအဲ့ဒီယုံကကျွန်တော်မျိုးလေအနောက်သမုဒ္ဒရာရဲ့အနီးထမ်းပင်နဲ့အုတ်ရှိရောနေတဲ့တော်ကြီးထဲမှာအုတ်ရှိပင်ရဲ့အရိပ်မှာထမင်းအုပ်ကလေးတွေရဲ့အောက်၌ထလက်တစ်ခုကျနေတော့ဒီထလက်ရဲ့အောက်မှာဝင်ပြီးအေးအေးကြည့်တာနဲ့အိတ်ရင်းကစဉ်းစားခုနဲ့မြေများပြိုလာရင်ငါပဲပြေးရပါမတုံးလို့ကြံလုံးအုံးမနဲ့ဆိုမြေပြိုပြီးတော့ကြလာတာပဲဒီကအကြောင်းကြီးအကုန်တစ်ခါပြန်ပြောဒီတော့မှဘုရားအလောင်းကစဉ်းစားဧကန္တပဲတဲ့ဒီယုံအိတ်တဲ့ထရွက်ရဲ့အပေါ်မှာအုတ်ရှိသီးမဲ့ကြွေကြလိမ့်မယ်အဲဒီကြွေကြတဲ့အုတ်ရှိသီးမဲ့ကဂုံဆိုတဲ့အတန်ကြီးလှုပ်လိုက်တာအမှန်ပဲသွားရန်ထိုယုံနေသည့်တန်သတန်ထိုအုတ်ရှိသီးကြွေကြတဲ့အတန်ကိုသုတ်တော်ကြပြီးတကားလားပထဝီသံဝတ္တိတိသင်္ညံဥပ္ပါတိတဝပလာယတိမြေကြီးဖြင့်ပြိုလာပြီလို့မှတ်ပြီးတကားလားသင်ပြေးရှာလာတာနေလိမ့်မယ်တထာတော့ဇာနိဂာမိသင်ပြောတဲ့ကိစ္စကိုအမှန်အတိုင်းငါကိုယ်တိုင်မျက်မြင်သိအောင်ကြိုးကုပ်အားထုတ်မယ်လို့အဲ့ဒီလိုအလောင်းတော်စဉ်းစားပြီးတကားလား gain အမောင်ယုံလာသွားကြစို့မင်းမြေပြိုးတဲ့နေရာပဲသွားကြစို့ငါလိုက်ကြသမ်းနဝိသာမိသာမိကျွန်တော်မျိုးမလိုက်ဝဘူးမြေကြီးပြိုးတဲ့နေရာမကြောက်ပါနဲ့ဘုရားလောင်ရှင်နေမင်းကမကြောက်ပါနဲ့အော်မြေကြီးတဲ့ပြိုကျသွားရင်ငါပဲအကြခံမယ်ဒီတော့မင်းလိုက်ပြီးတော့ငါအဲ့ဒီနေရာတော့ငါပြသမ်းဆိုပြီးတော့မှကိုင်းင်းတလောက်ကြောက်ရင်ငါကြောပေါ်တက်ဘယ်မှာလဲအနောက်သမုဒ္ဒရာရဲ့အနီးမှာအဲ့ဒီထမ်းပင်နဲ့အုတ်ရှိပင်ရောတဲ့တောကြီးရှိတယ်အရှင်ချင်းသိမင်းအဲ့ဒီသာကြွဆိုတော့ဘုရားအလောင်းကကေတရားချင်းသိအဟုန်ဖြက်လွှာကနေခုံ၍ထိုထမ်းနဲ့အုတ်ရှိရောတဲ့တောအုပ်ထဲကြောင့်သူပြောတဲ့တန်ဒီသပင်စုလေးနာကြောက်သွားအဲ့ဒီနာကြတော့မှဒီတော့ဟုတ်ကလားဟုတ်တယ်ကိုင်ဒီတော့ဟုတ်လို့ရှိရင်ကွာမင်းမြေပြိုတဲ့နေရာငါပြသမှာဆိုတော့အဲ့ဒီကုလကသူအိတ်တဲ့နေရာသူမသွားဘူးမူခလန်းလန်းကနေပြီးတော့
idam tami Batawi Tangwadana Tana Tami Ashin Chimbimin Batawi Tangwadana Tana Nibu Aya idam Ewa Belu Odu Ete Teleglina Lake Di Nyubya Bido Dodu Bayadi Badadea the main day was Amaham Aham Bidam Nadanami Ina Dam Dodu Bayadi Badandi Ocean Chimbimin Aham Jonobi Adami Madidi Ho Tam Le Outnight Wadami Neva Idara Datami Gali to a Kanai Dodu Bayadi Domane Woman Sode Atani Chibai Ina Bejam E Takia Yadi Dodu Bayadi Domane Woman Adam Chita Belu Ahambi Jonomu Leve Idan Iajamo Nazanami Kongi Madibalu Telekali, Yumbia, Biro, Jonomu, Eddie, Telekali, Alma, Edira, Woman, Domane, Sure, Atani Pelade, Bajam, the Atani Pelade, Jonomule, Madiba, Ulu, a man, Danjolo, Mafia, Lampo, and Goa, Bigio, Telebom, Ocean Dime, Jui, Jana, Antoine, Dui, Jave, Ocean Dime, Jui, Jana, and then Nibu, the Timbiro. ပြေရှာကြပဲဆိုပြီးတော့မှဖရာအလောင်းကယုံကလေးကြောပေါ်တင်ခုနကတုန်းကတရိစ္ဆန်ကြီးစုဝေးတဲ့စီကိုကေတရာရဲ့အဟုန်ဖြင့်ခုံ၍သွားရောက်ပြီးတော့မောင်တို့ဘာမှမကြောက်နဲ့ဟုတ်လားထမ်းလက်ပေါ်အုပ်ရှိသေးမဲ့ကြွေးကြတာငါကိုယ်တိုင်သွားပြီးမြင်ခဲ့ပြီဆိုပြီးတော့မှအလုံးတရိစ္ဆန်ကြီးသက်သာရာရအဲဒီတော့မှမြတ်စွာဘုရားကတရားကနေနေတော့ပြည့်ပြီးတော့ပေလူဝံပတိတံဒိဋ္ဌဝါဒုဒ္ဓဗန္တိသာသောဇဝိသတတ္တဝဆနံသုဒ္ဓဝါသံတတ္တမိဂဝါဟိနိရာဇာနောဆွေတော်ရှစ်တောင်မင်းအပေါင်းတို့ရာဇာနောဆွေတော်ရှစ်ပေါင်းရှစ်တောင်မင်းအပေါင်းတို့ပတိတံကျွေး၍ကြသည်ကိုကျွေ၍ကြတဲ့အုပ်ရှိသည်ကိုသုတ္တဝါကြားရ၍ဒုဒ္ဓဗန္တိမြေမျိုးတာပဲဟု၍သာသောယုံသည်ဇဝိတဟုံဒီအပြေသားခဲ့လေ၏ဘေလူဝံပတိတံသုတ္တဝါဒုဒ္ဓဗန္တိသာသောဇဝိပတိတံကျွေးကြသောဘေလူဝံအုပ်ရှိသည်မဲ့ကိုသုတ္တဝါရ၍ဒုဒ္ဓဗန္တိမြေပြိုတာပဲဟု၍သာသောယုံသည်ဇဝိအပြည့်အလွှာသွားခဲ့လေသည်သတ္တဝဆနံသုတ္တဝါယုံရဲ့စကားကြာပြီးတကားလမိဂဝါဟိနီအခြေလေးကြောင့်သာပေါင်းသည်သံတတ္တာ600တရားမရထိလန်းကြကုန်၏လို့အပတ္တဝပဒဝိညာဏံပရဂောသာနုသာရိနောသာသနောသာရိဝံမင်းအပေါင်းတို့အပတ္တဝပဒဝိညာဏံပရဂောသာနုသာရိနောပဏာဒပရမဘာလာတေဟွန်တိပရပတ္တိယံသာသနောဆွေတော်ရှစ်တောင်းသာဂိဝံမင်းအပေါင်းတို့ဘာလာအသိအလိမ္မာဉာဏ်ပညာမရှိကြတဲ့ပုဂ္ဂိုလ်တို့သည်ဗဒဝိညာဏံကိုယ်တဏ္ဍမှာဖြစ်တဲ့သောတာဝိညာဉ်တည်းဟူသောတကယ်ကြားတဲ့စိတ်အစုကိုအပတ္တဝါမရောက်ကြပဲကိုယ်တိုင်ကိုယ်ကြနားဖြင့်မကြားရပဲပရဂောတာနုတာရိနောသူတစ်ပါးပြောတဲ့စကားကိုလိုက်စားလေရှိကြကုန်သည်ဖြစ်၍ပဏာဒပရမသူတစ်ပါးတို့ပြောတဲ့စကားလင်လွန်ကဲသောအတိုင်းအရှိကြကုန်၏တေထိုကိုယ်တိုင်မကြားဘဲနဲ့သူတစ်ပါးပြောတဲ့စကားကိုအလေးကရုပြုလုပ်ကြတဲ့ပုဂ္ဂိုလ်တို့သည်ဗရပါတိယသူတစ်ပါးတို့ပြောစကားယုံစားတဲ့သူတို့မြည်ကုန်၏ယေသတိလေနသံပန္နာပညာယုပသမေရတ
ရေစာအကျဉ်သူတို့ဒီကသီလေနကိုကျင့်သီလနှင့်၎င်းပညာရာဆင်ခြင်တတ်သောပညာနှင့်၎င်းသံပန္နာပြည့်စုံကြကုန်၏ဥပသမေသီလေသာတို့၏ငြိမ်းအေးရာနိဗ္ဗာန်တရား၌ရတာမွေလျောနှစ်ချက်ရောပိုက်ကြကုန်၏တေထိုသူတို့သည်ပရပါတိယသူတစ်ပါးပြောစကားယုံမှားခြင်းယုံစားခြင်းမရှိကြကုန်သည်ဝန်ဒီဖြစ်ကြပါပေကုန်၏လို့သုံးဂါထာမြတ်စွာဘုရားအဘိဓမ္ဗုဒ္ဓဂါထာအနေနဲ့ဆွေတော်ရှင်းသောမင်းအပေါင်းတို့ဉာဏ်ပညာမရှိကြတဲ့ပုဂ္ဂိုလ်တွေဆိုတာကိုယ်တိုင်ကိုယ်ကြမကြားရပဲသူတစ်ပါးပြောစကားအလေးပြုပြီးဆိုရင်ပရပတ္တိယသူတစ်ပါးစကားကိုယုံစားတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြတယ်ပညာရှင်ပုဂ္ဂိုလ်များကတော့ကိုယ်တိုင်ကသီလနဲ့လည်းပြည့်စုံကိုယ်တိုင်ကဆင်ញင်တတ်တဲ့ပညာလောကုတ္တရာမဲ့ပညာနဲ့လည်းပြည့်စုံကြအဲ့ဒီလိုပြည့်စုံပြီဆိုရင်ထိုပုဂ္ဂိုလ်တွေသည်နိဗ္ဗာန်ဒီဟုသောဥပသမတရား၌မိမိစိတ်မွေ့လျော်နှစ်ချိုက်ရောပိုက်ကြပြီဖြစ်ရာကသူတစ်ပါးတို့ပြောတဲ့စကားယုံစားတဲ့ပရပတ္တိယပုဂ္ဂိုလ်များမဖြစ်ကြဘူးရှင်သာရိပုတ္တရာအကြောင်းပြုပြီးတော့အတ္တတောအဂတိညုသသန္တိစေရောသယောနရောအတ္တဝါကသောဝန္တာသောသဝေဥတ္တမပုရိသောလို့ဓမ္မပဒအတ္တတောသူတကာပြောစကားကိုမယုံစားတဲ့ပုဂ္ဂိုလ်သူတကာပြောတာမယုံရင်မြတ်စွာဘုရားဟောတာယုံကြည်မှုတော့ဘယ်နဲ့နေမလို့မေးကြရှိမြတ်စွာဘုရားကကိုယ်တိုင်ကိုယ်ကြသိအောင်အားထုတ်ပြီးမှစိတ်ချလက်ချယုံကြည်ဖို့ပြောတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ကြားရင်ယုံမနဲ့မယုံလွယ်နဲ့ယုံလွယ်ရင်ဘာဖြစ်မလဲအခုပြောတဲ့ယုံသငယ်နဲ့ယုံလွယ်ရင်ယုံသငယ်အမှုပြုတဲ့သုံးယူသနာလောက်အဝန်းရှိတဲ့တိရစ္ဆာန်တွေဖြစ်ကုန်မယ်ဒီဇတ်တော်ချုပ်ပြီးတော့ကြည်သာအကယ်၍မြတ်ဘုရားအလောင်းမကယ်ရင်အဲ့ဒီသုံးယူသနာလောက်ဝန်းမိဝိုင်းမိတဲ့အခြေလေးကြောင့်သားအပေါင်းဟာရှေ့ကိုဒီယူသနာလောက်ပြေးရင်သမုဒ္ဒရာတဲ့အကုန်လုံးကြပြီးတော့အသက်ဆုံးရှုံးကြဘုရားအလောင်းဒီဟူသောစဉ်းကျင်စဉ်းစားတတ်တဲ့ပညာရှင်တယောက်ကိုအမိရတဲ့အတွက်အားလုံးအသက်ဘေးမှာချမ်းသာရကြတယ်ဒီတော့မှပြန်ကြည့်လို့ရသော်ဘုရားသာကီဝန်မင်းတွေဆွေမျိုးအပေါင်းသာကီဝန်တွေကိုဆွေတော်ရှင်းသောသာကီဝန်မင်းအပေါင်းတို့ဤသို့လင်သူတစ်ပါးပြောစကားကိုယုံစားမိကြတဲ့အတွက်ယုံတကယ်ရဲ့စကားကိုယုံစားမိကြတဲ့အတွက်ယူဇနာ3000အပြန့်ကျဲသောရှိမွန်တာတော်အယဝဲအလုံးစုံသောအခြေလေးကြောင့်သာအပေါင်းတို့သမုဒ္ဒရာတဲ့တို့ကြလူနီးဖေးရန်ကြီးရောက်ခဲ့တယ်ဒါကြောင့်သူတစ်ပါးပြောတဲ့စကားမယုံစားလွယ်ကြနဲ့လို့ဩဝါဒပေးပြီးတော့မှတရားထိုးစဉ်ကာလကပြီးဟောရှင်ញင်စဉ်းစားတတ်တဲ့ဉာဏ်ပညာရှိတဲ့ကေတိယချင်းနေမင်းဒီဣဒာနိယခုအခါနဲ့ဟမေဝလူသုံးပါးတို့ဤဆရာငါဘုရားဒီကနေ့ဟောသိမ့်ဖြစ်ခဲ့ပြီလို့ထိုးစဉ်ကကေတိယချင်းနေမင်းဒီယခုအခါငါဘုရားဖြစ်ခဲ့ပြီလို့ဒုတုပဇတဏိအားဖြင့်ပထဝီဩန္တရိယနာဇာလို့ဇတ်တော်နှစ်ခုဟောခဲ့ပါအလတုကိကဇာတော်နောက်တရားတပွဲကြမှာဟောရအောင်ဘုန်းကြီးတို့ဒီစက်ကူးထားတဲ့ပုဂ္ဂိုလ်များကရက်ထားလိုက်တော့နော်ဆူတောင်းနဲ့ဟုတ်လားမချနဲ့အိုးဤသို့လည်းမဟာသမယကောသဟုတ်ကဲ့အခုနားဆင်ကြကြရတာတော့မဟာသမယသုတ်တော်သမိုင်းကြောင်းရဲ့အပိုင်းနဲ့ပဲဖြစ်ပါတယ်။ဆွေမျိုးအချင်းချင်းညညူးဖွဲ့တာဘလောက်ကြောက်စရာကောင်းလဲဆိုတာကိုသိရှိရမှာပဲဖြစ်ပါတယ်။နောက်ထပ်အပိုင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ထားပေးပါအောင်ရှင်။ဓမ္မဆွေများအားလုံးတနေ့တာလုံးအေးချမ်းသာရကြပါစေရှင်။